ဒီအပိုင်းမှာတော့ဟင်းနေချက်စားရတာပြင်းနေလို့ထမင်းနဲ့တိုးဘူးလေးတုပ်စားပါတယ်ဆက်ရတာပြင်းလို့ထမင်းတုပ်စားကမှပဲပြင်လိုက်စင်လိုက်ရတာနဲ့အလုပ်တွေကိုရှုပ်သွားရောပဲဒါလေးကတော့အိမ်မာနေကြော်ထားတဲ့ဝက်တနေလမ်းကြော်ပါဒါကတော့ဝယ်လာတဲ့စိတ်သားကြောင့်မီကင်ကိုအိမ်မာစီစမ်းထားတာပါချက်သူမျိုးစီချက်လေးလည်းချက်လိုက်တယ်ရေဘက်ဆန်လေးလည်းကြော်လိုက်ပါတယ်တောင်လေးတွေကိုက်စားရတာကြိုက်လို့ရုပ်သီးလေးတွေကိုလည်းကြော်လိုက်ပါတယ်မကြီးတိမဲ့ကိုလည်းရေဆေးပြီးတော့ခါကျတော့ရေဖြော်ထားလိုက်မယ်ပဲမုံအချက်လေးကိုလည်းအသင်းပြင်ထားလိုက်ပါတယ်ထမင်းတုပ်လေးတွေနဲ့တွဲစားဖို့နနမင်းချက်သွန်ဖြူနီလေးတွေကိုလည်းရေဆေးတန့်စင်ထားလိုက်ပါတယ်တူဖူးကိုတော့ပဲမုံအစိမ်းလေးရဲ့စီရဲ့စားရဲ့စနွှရဲ့ထည့်ပြီးတော့အိမ်မှာပဲကြိုလိုက်ပါတယ်ရှင်တူဖူးကြိုရတာကတော့ပဲမုံအစိမ်းတစ်စားကိုရေနှစားထည့်ပြီးတော့ကြိုထားတာပါအဝင်ပစ္စည်းလေးတွေရဲ့ရတာမုံလေးတွေရဲ့ကိုထည့်ပြီးတော့ထမင်းကိုတော့တအိမ်လုံးစာတစ်ခါတည်းပဲရောပြီးနေလိုက်ပါတယ်။ရင်းထူတယောက်ရဲ့နေ့လယ်စာအလုံးရှုပ်သွားတဲ့တူဘူးထမင်းတုပ်လေးကိုရှင်နေချမ်းလေးနဲ့စားလိုက်ပါအောင်မယ်ရှင်။အားလုံးကိုကျေးဇူးပါ။